အဲ့တော့အမကဒီဆိုပါတော့အခုတော်တော်များများလူတွေက NUG NUG ကပထမစားစားချင်းလူတွေကိုဘယ်လိုပြောခဲ့တယ်နောက်ဆုံးသူတို့ပြောခဲ့တယ်လို့မျိုးနောက်ဆုံးသူတို့ရဲ့လောက်ရက်နဲ့အပြောဆိုတဲ့လောက်ရက်နဲ့တစ်ထက်ထင်မကြဘူးပါအဲ့လိုနဲ့တချို့လူတွေကအခုကောလာဟာလာသတင်းတွေကြားနေရတာဒီဒူးဝင်ကြီးအနေနဲ့ဒူးဝင်ကြီးအနေနဲ့လှုပ်ဆောင်ခဲ့တဲ့ရိုဟင်ဂျာလူမျိုးတယောက်တဦးဖြစ်တဲ့ဆရာဦးအောင်ကျော်မို့အခုကောလာဟာလာကြားနေရတာသူကလေးပဲဒူးဝင်ကြီးအနေနဲ့နှုတ်ထွက်သွားပြီလို့တော့ကြားနေရတယ်။ဘာလို့ဒီလိုလူတွေကအများချင်းလူတွေကဘာလို့ NUG ကနေနှုတ်ထွက်သွားရတာလဲဆိုတာလေဘာပထမစားစားချင်းဘာလို့ဝင်ခဲ့လဲနောက်ပြီးတော့ဘာအခုတော့လင်းကားနေကြာတဲ့အခါမှာဘာလို့သူတို့ကိုယ့်ဘာသာကိုပြန်ထွက်သွားကြတာလဲအဲ့ဒါလေခဏလေးပြောပြပါဦးလားဘာလို့ဆိုသူတို့မဝါဒမှုထူတော့တာလားနောက်သူတို့ရဲ့နိဗျူဟာမှုထူတော့တာလားအဲ့ဒါလေခဏလေးပြောပြပါဦးလားဟုတ်ကဲ့ပါဒီသူတို့ရှိမှာပဲဆက်ရှိနေတယ်ပေါ့နော်မထွက်တဲ့သူတွေကတော့ဒီဘယ်လိုပြောရမလဲသူတို့ကိုယ်ပိုင်ခံယူချက်လည်းမရှိဘူးသူတို့မှာသူတို့အစကတည်းကဒီပါတီရဲ့မူဝါဒပါတီရဲ့သစ္စာခံပေါ့နော် NLD ပါတီကလူကြီးတွေပြောတဲ့အတိုင်းပဲအောက်ကအကုန်လုံးနားထောင်တာသူတို့ကိုယ်ပိုင်ယုံကြည်ချက်ခံယူချက်မရှိဘူးအမလေးလာလို့ရတဲ့လောက်ထွက်သွားတဲ့ဒေါက်တာဆဆာတို့နော်ဒေါ်ဤတင်စာမောင်တို့အခုဝင်ကြီးဦးအောင်ကျော်မိုးတို့အမတို့ကခံယူချက်နဲ့ခံယူချက်နဲ့ပါလာတဲ့သူတွေဖြစ်တယ်တော်လိုင်းရေးထဲမှာအဲ့တော့ခါကြတော့ဟုတ်တယ်အခုနောက်ပိုင်းကျတော့အမားတို့ထင်တယ်လို့သူတို့ဒီလူခွင့်ရေးကိုအသက်တမျှအရေးမထားဘူးပေါ်တီပေါ်ပြက်အရေးထားတယ်အမားတို့ကလူခွင့်ရေးကိုအသက်တမျှအရေးထားတာပဲလိုချင်တယ်နော်လူခွင့်ရေးနဲ့ပတ်သက်ရင်ဘာမဆိုပေးမယ်နော်သူတို့ရဲ့နေရာကိုဖြစ်ပေးမယ်ကိုယ့်ရဲ့နေရာကိုဖြစ်ပေးမယ်ဆိုတော့အဲ့လောက်ထိပြင်းထန်တဲ့လူမျိုးပဲလိုချင်တာပေါ့နော်အဲ့တော့မကြိုက်ဘူးသူတို့ကပေါ့ပြက်ဖြစ်နေတယ်အဲ့ဒါကြောင့်ထွက်သွားကြတာလို့ထင်တယ်ပေါ့ဟုတ်ကဲ့ဒါဆိုတော့ဒီ NUG မှာNUG မှာတခြားနိုင်ငံရဲ့ဘက်ကနေဖြစ်ဒီလိုမျိုးအင်းအားဆိုဘယ်လိုပြောမှာတခုခုပတ်စံအတောက်အပံ့နဲ့ဖြစ်ပေါ့ဆိုတော့နိုင်ငံရဲ့ဘက်ကနေဖြစ်အတောက်အပံ့နဲ့ဖြစ်တခုခုနဲ့ကိုညီလို့ရှိရင်ဒီဝင်ကြအတိုင်းဝိုင်းဘက်ကနေကိုညီလို့ရှိရင်သူတို့လက်ခံမှာတော့ဟုတ်တယ်ဒါမှမဟုတ်ခြာလို့ကြာတဲ့အခါမှာပေါ့ကြာတဲ့အခါမှာနောင်အခါမှာဒီကျွန်တော်တို့ရိုဟင်ဂျာတွေအတွက်ဘယ်လိုအခွင့်အရေးမျိုးတွေရှိနိုင်မလဲပေါ့ဟုတ်ကဲ့ပါသူတို့ဒီနော်ရိုဟင်ဂျာတွေရဲ့အကူအညီထောက်ပံ့နေရရင်ယူမှာပဲသူတို့ဒီဘယ်ရတဲ့အကူအညီဖြစ်တာယူမှာပဲတို့ရရင်သူတို့လုပ်ဖို့သူတို့မနိုင်တာကဘာလဲဆိုတော့သူတို့ပြည်သူကိုသူတို့မနိုင်ဘူးမြန်မာပြည်သူလူထုရဲ့သဘောထားဆန္ဒကိုသူတို့မကြော်ရဲဘူးမကြော်ရဲတဲ့အခါမှာနောက်ဆုံးကြရင်မြန်မာပြည်သူလူထုကသဘောမတူလို့ပါဆိုပြီးတော့ပဲသူတို့ကပြည်သူနောက်ကိုသူတို့လိုက်သွားမှာအမှန်တကယ်တော့ခေါင်းဆောင်သူဒီနော်ငါတို့မကြိုက်နေငါတို့ရဲ့မူဝါဒကတော့ဒါဖြစ်တယ်ငါတို့ဒီရိုဟင်ဂျာတွေဘက်ကိုရက်တီမှာဖြစ်တယ်ရိုဟင်ဂျာတွေကိုတန်းတူခွင့်ရေးပေးမှာဖြစ်တယ်ဒါပေမဲ့ငါတို့အမပေးရင်လည်းနေငါတို့ပါတီကိုမထောက်ခံရင်လည်းနေဆိုတော့ပြတ်သားတဲ့မူဝါဒရှိရမှာပေါ့နော်သူတို့ကမရှိဘူးမရှိတဲ့အနေအထားမှာတွေ့ရတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့လေဒီမူဝါဒပြောင်းနေတာပေါ့ပြည်သူနဲ့စားချင်းပြောခဲ့တဲ့တမျိုးနဲ့အခုနောင်အခါမှာဖြစ်ပျက်နေတဲ့တမျိုးနဲ့အပြောင်းနဲ့အလုတ်ကတတက်ထက်မကြောက်ဘူးအဲ့လိုမျိုးလားအဲ့ဒါကငကိုတွေကလည်းကြားကျင်တဲ့ဆန္ဒမရှိလို့ပေါ့နော်ရှိလို့ရှိရင်အမပြောတာဆိုတော့ဒီရိုဟင်ဂျာနဲ့ပတ်သက်အမုန်းတရားတွေကိုအုံနဲ့ကျင်းနဲ့ဖြန့်နေတယ်တစ်ဖက်ကဆိုလို့ရှိရင်ဒီဘက်ကနေပြီးတော့လေရိုဟင်ဂျာမမုန်းဖို့ပေါ့နော်ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်တွေတကယ်အဖြစ်မှန်တွေအမှန်တရားတွေကိုဝါဒဖြန့်ပေးရမှာအမားတို့လိုလူတွေပြောလို့ဘာမှမထိရောက်ဘူးခေါင်းဆောင်ပိုင်းတွေကပြောရမယ်နော်သူတို့မှထိရောက်တဲ့မီဒီယာတွေရှိတယ်ဒါပေမဲ့လည်းသူတို့ကိုနိုင်ကိုကဒီရိုဟင်ဂျာမူဝါဒနဲ့ပတ်သက်ရင်စစ်တပ်နဲ့တူနေတယ်လို့အမထင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ဒီနှုတ်ဆိတ်နေတာကနှုတ်ဆိတ်ရမယ့်အချိန်မဟုတ်ဘူးအသက်တမျှအရေးကြီးနေပြီတားဆီးပေးရမယ်ကာကွယ်ပေးရမယ်ဆိုတဲ့အချိန်မှာနော်ဒီလောက်တက်ဖြတ်နေတဲ့အထိလည်းနှုတ်ဆိတ်နေတော့မယ်သူတို့ကဆိုတော့တာအဲ့လိုဖြစ်နေတယ်ပေါ့နော်ဟုတ်ကဲ့ဒီအခုအမပြောသမျှတွေကိုသုံးသပ်ကြည့်မိလိုက်လို့ရှိရင်သူတို့ဘာမူဝါဒလည်းမရှိဘူး
အခွင့်အရေးလည်းမရှိဘူးနောက်ပြီးတော့သူတို့ကဒီကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေကိုတက်ချင်တက်ပြတ်ချင်ပြဲသူတို့ဘာမှဝင်ပါမှာမဟုတ်အဲ့လိုသဘောမျိုးတွေ့ရတယ်ဆိုတော့ကျွန်တော်အားကိုးခဲ့တာကဒီ NUG အစိုးရအတိပေါ်ထွန်းလို့ချင်းရင်ကျွန်တော်တို့ရိုဟင်ဂျာတွေအနာဂတ်ကောင်းမယ်လို့ကျွန်တော်ယုံစားခဲ့တာနောက်ဆုံးတော့ကျွန်တော်ယုံတယ်လို့မျိုးသူတို့ကလောက်တာလည်းမတွေ့ရဘူးပြောတာလည်းမတွေ့ရဘူးသူတို့ကတခုကသိတာကလူတွေကိုဝါဒပြန်တာဘာလို့ဆိုတော့ဒါကဘင်္ဂလားဒေ့ရှ်ကကိုဝင်လာတဲ့လူတွေဒီနိုင်ငံသားတွေမဟုတ်ဘူးဆိုတာတွေကိုပဲသူတို့ကအတီးကပြောနေတာအမှန်တမ်းတော့သူအမှန်တိုင်းပြောရလို့ရှိရင်သူတို့အကြီးပိုင်းတွေပေါ့အကောင်းဆောင်ပိုင်းတွေကပြောရမှာကသူတို့ကမွေးရပါဒီနိုင်ငံသားဒီတိုင်းရန်သားသူတို့ကဘိုးဘွားစိန်ဆက်ဒီနိုင်ငံမှာပဲနေခဲ့တာဆိုပြီးတော့ပြောရမှာအဲ့လိုပြောရမယ်နေသားသူတို့ဝါဒပြန်နေတာကဒါကကိုဝင်တွေဘင်္ဂလီတွေအဲ့လိုမျိုးတွေပြောရတာတွေ့တယ်ဆိုတော့ဒီအခုလည်းပဲကျွန်တော်တို့အမပြောသလိုမျိုးမြန်မာအစိုးရကလည်းပဲကျွန်တော်တို့ကိုရိုဟင်ဂျာဆိုပြီးတော့လေအတိအမှန်ပြုဖေးတာမရှိဘူးပြုပေးမယ်လို့တော့မထင်ဘူးထင်ရင်လည်းပဲတခြားနိုင်ငံတကာကနေ PR ပေးပြီးမှလုပ်ရင်လည်းလုပ်နိုင်မှာဒါပေမဲ့သူတို့ကလူတွေကို brain wash လုပ်လိုက်ပြီသူတို့ကို brain ထဲမှာတခုခုတေးထားတာဒါကဒီလူတွေကတခြားနိုင်ငံကနေလာတာသူတို့ကဒီနိုင်ငံသားမဟုတ်ဆိုပြီးတော့သူတို့ကို brain ထဲမှာနောက်ဦးနှောက်ထဲမှာသူတို့ထိထားတာအခုလည်းပဲဒီဦးနှောက်ကနေပြန်ထွက်သွားအောင်ကျွန်တော်တို့ကလည်းပဲဒီမြန်မာနိုင်ငံမှာပွားတာကျွန်တော်ဘိုးဘွားဇင်ဇတ်ဒီအဲနိုင်ငံမှာပဲကြီးပြင်းလာတာအတောက်အတားတွေလည်းရှိတယ်အခုချိန်ဒီအတောက်အတားတွေရှိတယ်နောက်နိုင်ငံသားဖြစ်ခဲ့တာထောက်တာလည်းရှိတယ်ဒီလိုမျိုးကျွန်တော်ကိုမိသားစုစရင်ဖိတ်ဆိုပြီးတော့ခတ်တယ်ဖိထားတယ်အဲထဲမှာလည်းပဲလူမျိုးဘာသာလူမျိုးကရိုဟင်ဂျာဘာသာကအစ္စလာမ်ဆိုပြီးတော့ထိထားတာရှိတယ်အခုကအဲ့ဓာတွေကဦးနုခေတ်ကြော်သွားပြီဦးနုခေတ်မရှိတော့ဘူးဒါကလွတ်လပ်ခေတ်ဒါကဘောချုပ်ခေတ်ဒါကမင်းအွန်လိုင်းခေတ်ဆိုပြီးတော့အမျိုးမျိုးပြောနေတာရှိတယ်ဒီလိုမျိုးကျွန်တော်အားလုံးက NUG ကိုတောက်ခံပြီးတော့ဒီနိုင်ငံတနိုင်ငံမှာအစိုးရတစ်ခုပဲရှိရမယ် NUG တစ်ခုပဲရမယ်ဆိုပြီးတော့ကျွန်တော်ကအားခေးထားတာပေါ့ကျွန်တော်ယူစားတာအခုကဒီ NUG ကလေးပဲကျွန်တော်ကိုကြောပေးနေပြီဆိုတော့ကြောကိုင်းနေပြီဆိုတော့လေကျွန်တော်ကအားကိုးရမယ်အဖွဲ့အစည်းလေးမရှိဘူးအားကိုးရမယ်အစိုးရလေးမရှိဘူးအဲ့ဒါဆိုကျွန်တော်ကဘယ်သူကိုအားကိုးရမယ်လဲဆိုတာလေအမကပြောပြပေးလို့ရပါမလားကျွန်တော်ကဘယ်သူကိုအားကိုးရမယ်လဲဒီနိုင်ငံတကာကိုအားကိုးရမှာလားဒီတိုင်းရင်းသားလက်နက်ခိုင်တွေကိုအားကိုးရမှာလားနောက်ပြီးတော့မြန်မာစစ်တပ်ကိုအားကိုးရမှာလားNUG ကိုအားကိုးရမှာလားဘယ်သူကိုအားကိုးရမှာလဲဟုတ်ကဲ့ပါရိုဟင်ဂျာတွေအနေနဲ့ကတော့အခုချိန်မှာသူတို့အားကိုသူတို့လုံးဝမကိုးနိုင်တဲ့အနေအထားမှာဖြစ်တယ်ဆိုတဲ့အတွက်ဒီတာဝန်ရှိတာကတော့နော်တိုင်းရင်းသားမရသေးတဲ့ရိုဟင်ဂျာတွေအတွက်ဆိုရင်တိုင်းရင်းသားရပြီးသားရခိုင်နေဟာတာဝန်ရှိတယ်နော်ဟုတ်ကဲ့နောက်ဒီလူနည်းစုနော်အစ္စလာမ်ဘာသာဝင်တွေအတွက်ဆိုလို့ရှိရင်လူများစုဗုဒ္ဓဘာသာဝင်တွေမှာတာဝန်ရှိတယ်ဟုတ်ကဲ့တာဝန်ရှိတယ်ဆိုတော့ဒီလူတွေကိုမျှော်မှန်းရမှာပေါ့နော်အခုအချိန်ထိကတော့ဒီလူတွေကသူတို့တယောက်ချင်းကိုပဲမေးပေါ့နော်ဒီမီဒီယာအောင်မှာတက်ကြည့်ပေါ့နော်သူတို့တွေဒီရိုဟင်ဂျာတမိုင်းနဲ့ပတ်သက်ရင်မသိပဲနဲ့ဒီစစ်တပ်ကဲပေါ့နော်ဟိုလိန်ညာထားတဲ့တမိုင်းလိန်တွေကိုပဲသိတယ်ဦးနုကမဲပေးခဲ့တာမဲလို့ခြင်းလို့နော်ထုတ်ပေးခဲ့တာဆိုတာမျိုးတွေပြောတဲ့ဟာတွေမှာပဲရှိတယ်ဒါဒီလူတွေကတချို့ဆိုရင်2019ကမှခိုးဝင်လာလို့ထင်တဲ့လူတွေကလည်းရှိသေးတယ်အဲ့တော့အမအိပ်ပျော်နေတာလားတဲ့အမမသိဘူးလားတဲ့အဲ့တော့မှခိုးဝင်လာတာပေါ့နော်ဆိုတော့အဲ့လောက်ပဲပြည်သူတွေရဲ့ရေးချိန်မှာအဲ့လောက်ပဲရှိတယ်ဘလို့မှတော့ဒီလူတွေဟာမြန်မာနိုင်ငံသားတော့မဟုတ်ဘူးလုံးဝကိုမြန်မာနိုင်ငံသားတော့လုံးဝလက်မခံဘူးနော်လူသားချင်းစာနာမယ်ဆိုတာလောက်ပဲရှိတယ်ပြည်သူတွေကတော့ဟုတ်ကဲ့အဲ့ဒီဟာကိုပြောင်းဖို့ရအတွက်မီဒီယာတွေအားကိုးရမယ်မီဒီယာကြီးတွေကိုနိုင်ကဒီပါနော်ဒီရိုဟင်ဂျာကိုလက်ခံတဲ့မီဒီယာတွေပေါ်လာဖို့လိုတယ်နောက်ခေါင်းဆောင်တွေပေါ့နော်ရိုဟင်ဂျာကိုလက်ခံတဲ့ခေါင်းဆောင်တွေရှေ့ရောက်လာဖို့လိုတယ်အဲ့ဒါကတော့ဖြည်းဖြည်းချင်းသွားရမယ်ပုံစံတောင်ရှိတယ်ပေါ့ဟုတ်ကဲ့အခုကစစ်တပ်မှာလည်းအဲ့လိုမျိုးစီစဉ်ထားတာမရှိဘူး NUG မှာလည်းပဲစီစဉ်ထားတာမရှိဘူးကျွန်တော်ကအခုလောလောဆယ်အားကိုးရမယ်ကိုရမယ်ဖြစ်သွားပြီအားကိုးရမယ်ဖြစ်သွားပြီအဲ့ဆိုကျွန်တော်ကကျွန်တော်ဘိုးဘွားနေခဲ့တာဒီ
motherland ပေါ့ပြောရရင် motherland ဒီအာကန်ရခိုင်ပြည်နေ motherland ဆိုတော့လေဆိုရင်လည်းမြန်မာနိုင်ငံတစ်ခုလုံးက motherland ပဲဒါပေမဲ့ကျွန်တော်မိုးပွားစာဒီဖြစ်တဲ့ဒီရခိုင်ပြည်နေကနေထွက်လာရကတိကအခုရှင်ဒီပြန်မသွားနိုင်ဒီမြန်မာနိုင်ငံကိုပြန်မသွားနိုင်ဒီလိုမျိုး NUG ဘက်ကနေစိုးရင်ပူပန်ဖိခဲ့ရလည်းမရှိဘူးတခါလောက်သာပြောဘူးတာတော့ရှိမှန်ဒါပေမဲ့လူသီးချင်းချပြောခဲ့တာမရှိဘူးတချို့နိုင်ငံရေးသမားတွေတချို့အကြီးအကဲတွေကသူတို့ဒီကျွန်တော်ရိုဟင်ဂျာတွေကအဆင့်အမန်တွေဟုတ်တယ်တိုင်းသားတွေဟုတ်တယ်ဆိုတာသူတို့တမိုင်းကိုကြည့်လိုက်လို့ရှိရင်သူတို့သိတယ်ဒါပေမဲ့သူတို့ကလူချေထွက်ပြီးတော့ပြောပိုင်ခွင့်မရှိပြောဖို့ရကြောက်ကြတာပြောလို့မရဘူးပြောရင်တော့ကံမှာပဲခံရမှာပဲပြောရင်ခံရမှာအဲ့လောက်အနေအထားတွေရှိသွားပြီအဲ့ဒါနဲ့အခုလူတွေပြည်သူတွေထဲကပြည်သူတွေကကျွန်တော်ရိုဟင်ဂျာမဟုတ်ဘူးတိုင်းသားမဟုတ်ကျွန်တော်ကိုယ်ဝင်တွေပါတယ်ဆိုပြီးတော့အဲ့လိုမျိုးသူတို့စိတ်ထဲကနေထွက်သွားအောင်ဒါကျွန်တော်ကရိုဟင်ဂျာတွေပါကျွန်တော်တမိုင်းရှိပါတယ်ကျွန်တော်ဒီနာမွေးရစာဒီမွေးရတာနေတိုင်းရင်းသားပါဆိုပြီးတော့ပြောရမှာအဓိကကကျွန်တော်အင်းင်းချင်းကျွန်တော်နေတဲ့ရခိုင်ပြည်နယ်ကရခိုင်လူမျိုးတွေကနေတဆင့်ကျွန်တော်ကိုအားပေးရမှာရခိုင်လူမျိုးတွေကနေတဆင့်နောက်ပြီးတော့ဗမာတွေနောက်ပြီးတော့တခြားတိုင်းရင်းသားတွေကိုမှပြောလို့ရမှာအခုလောလောဆယ်ကကျွန်တော်ရိုဟင်ဂျာတွေကရိုဟင်ဂျာတွေကဒီကအားပေးရမှာကရခိုင်ပြည်နယ်ကရခိုင်လူမျိုးတွေနောက်ပြီးတော့တခြားတိုင်းရင်းသားတွေအားကိုရမှာအဲ့လောက်ထိတော့ကျွန်တော်တို့ကဘယ်လိုပြောယုံလို့ရတယ်ဆိုတော့ဒီကျွန်တော်တို့ကအခုဘင်္ဂလားဒေ့ရှ်မှာနေတာအခုဆိုလို့ရှိရင်ဟိုလောက်ရှိသွားမယ်9နှစ်ရှိသွားတယ်9နှစ်အတွင်းဒီရိုဟင်ဂျာတွေပြောင်းလဲတိုးတက်ပြောင်းလဲသွားတာမြန်မာနိုင်ငံကိုပြန်လို့ရမယ်မြန်မာနိုင်ငံကိုပြန်လို့ရမယ်လို့သာပြောတာတကယ်တမ်းတော့မြေပြင်မှာဘာမှလုပ်ခဲ့တာမရှိဘူးဆိုတော့လေဒီဘက်ကနေလေပဲကျွန်တော်တို့ကဘာမှကိုရင်ခဲ့တာမရှိဘူးဘက်ကနေဒါကျွန်တော်ဘက်ကရက်တည်ပြီးတော့မြန်မာအစိုးရကိုမြန်မာအခုစစ်အစိုးရကိုတော်လှန်ပြီးတော့ကျွန်တော်ရိုဟင်ဂျာတွေကိုလည်းပဲပူးပေါင်းပြီးတော့တော်လှန်မယ်ဆိုလို့ရှိရင်ဒီ AA ကလေးပဲမကြခင်လွတ်လပ်တဲ့ရခိုင်ပြည်နယ်တပြည်ရအောင်မှာဖြစ်တယ်ဒါမှလည်းပြောရမှာကကြတော့ဒီရခိုင်ပြည်နယ်ကAA တက်တော်လေးပဲကျွန်တော်ကိုကူညီရမှာဖြစ်တယ်ဆိုတော့အမကကျွန်တော်တို့လူဝင်ကြလူမျိုးတွေစိတ်သက်မကြအောင်ဘယ်လိုမျိုးဘဝကိုချိန်တန်ပြီးတော့ကိုယ့်နိုင်ငံကိုပြန်ရမယ်လဲဆိုတော့เนาะကျွန်တော်စိတ်သက်မကြအောင်အားဖြစ်စေမယ်เนาะအားဖြစ်စေမယ်စကားလေးပြောပြီးတော့ကျွန်တော်ကိုပြောပြပါလားကျွန်တော်ဘယ်လိုအားရှိဦးမယ်လဲပေါ့အခုဆိုပါဆိုကျွန်တော်ကစိတ်တဲတွေကြာတာမြန်မာနိုင်ငံကိုပြန်ဖို့အခွင့်အရေးမရှိဘူးလူတော်တော်များများကစိတ်တဲကြားတာစိတ်ရောက်ကတော့တချို့တွေဖြစ်နေပြီဒီလိုမျိုးကျွန်တော်လူဝင်ကြတယ်စိတ်တဲမကြအောင်အမအနေနဲ့ဘယ်လိုမျိုးပြောပြီးတော့ကျွန်တော်စိတ်တဲမကြအောင်ပြောပါမလဲအမဘက်ကနေဟုတ်ကဲ့ပါဖြစ်စေမယ်စိတ်ခွန်အားဖြစ်စေမယ်ပေါ့နော်အခုတော်လန်ရေးကအမတို့မြန်မာနိုင်ငံဒီစစ်တပ်ကိုเนาะခေတ်ဆက်ဘာကြောင့်ရှုံးခဲ့တာလဲဆိုလို့ရှိရင်ဒီစစ်တပ်နဲ့ဒီအမတို့ဒီဟိုပါဗောနော်ဟိုရိုဟင်ဂျာလက်ခံတဲ့စိတ်နဲ့ဟိုပါဗာလဲဟိုပါဘယ်လိုပြောရမလဲချိန်ဝင်ရှာလို့ဖြစ်နေတယ်အမရိုဟင်ဂျာကိုလက်မခံလေစစ်တပ်ကနိုင်လေဆိုတဲ့တမိုင်းရရှိခဲ့ပြီစစ်တပ်ကဒီရိုဟင်ဂျာတွေကိုပဲအမုန်းတရားထားပြီးတော့သူ့ရဲ့တည်ရှိမှုကိုတိဆောက်လာခဲ့တာဖြစ်တယ်ဟုတ်ကဲ့အဲ့တော့အခုဆိုလို့ရှိရင်စစ်တပ်ကိုတေလောက်အောင်မုန်းတဲ့ပြည်သူတွေဒီအဖြေရှာနေကြပြီဟုတ်ကဲ့ငါတို့ဘာကြောင့်စစ်တပ်ကိုမနိုင်တာလဲငါစစ်တပ်ကငါတို့ကိုဘယ်မူဝါဒတွေနဲ့အနိုင်ယူထားရလဲเนาะဆိုတော့အဖြေကိုပြည်သူတွေကရှာနေကြပြီဟုတ်ကဲ့အချိန်ကိုရောက်ပြီဒါအချိန်ယူလိုက်လို့ရှိရင်တိတ်မကြတဲ့ကာလမှာပြည်သူတွေကသဘောပေါက်တော့မှာရိုဟင်ဂျာတွေဒီစစ်ရန်သူမဟုတ်ဘူးစစ်တပ်ကသာရန်သူဖြစ်တယ်ဟုတ်ကဲ့အစ္စလမ်ဘာသာဒီငါတို့အတွက်အန္တရာယ်မဟုတ်ဘူးเนาะငါတို့ဒီအကြောက်တရားကိုလက်ခံရတော့မယ့်ကာလမဟုတ်ဘူးအားလုံးပါဝင်မှုကိုလက်ခံရတော့မယ့်ကာလဖြစ်တယ်ဆိုတော့အဖြေကိုပြည်သူတွေကတွေးတော့မယ်ပြည်သူတွေကတွေးလို့လက်ခံလာပြီဆိုလို့ရှိရင်ဒီခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့เนาะပြည်သူမဲကိုလိုချင်တဲ့ AA တို့เนาะတခြားသော ER ကိုခေါင်းဆောင်တို့ NUG တို့ဒီလဲပြည်သူတွေကဒါဖြစ်ချင်တယ်ဆိုသူတို့လိုက်လုံးပါသူတို့ဒီမဲလိုချင်သောလူတွေဖြစ်တယ်ပြည်သူမကြိုက်ရင်ဘာမှမလုပ်ဘူးဟုတ်ကဲ့အဲ့တော့ခါကျတော့အခုပြည်သူတွေကတော့
အမပြည်သူတွေကိုတိုက်ပြည်သူတွေကဗာလဲဆိုတော့အခုဆိုလို့ရှိရင်သူကနားလဲအောင်စူးစမ်းနေပြီအရင်တော့ကြောက်တာပဲရှိတယ်အခုဆိုရင်နားလဲအောင်စူးစမ်းနေကြပြီဆိုတော့လည်းတွေ့ရတယ်ပေါ့နော်တွေ့ရတယ်ဆိုတော့ပြည်သူတွေပြောင်းလဲလာနေပြီနောက်ကြတယ်ပြောင်းလဲမှုကနောက်ကြတယ်ဆိုတာအဲ့ဒီခေါင်းဆောင်နေကြဟုတ်ကဲ့မြန်မာပြည်သူလူထုဒီခေါင်းဆောင်နေရဲ့လှည့်စားခြင်းကိုခံနေရတာဖြစ်တယ် ဟုတ်ကဲ့အမတို့လိုဥပဒေသမားကိုနှိုက်သည်နော်တုံတိုင်ုံစာပေလေ့လာတဲ့သူကိုနှိုက်သည်သူတို့ရဲ့နော်ဟိုဟာသူတို့ရဲ့ဟန်ဆောင်မှုတွေမှာပါသွားတာအခုဆိုရင်ဖြေပေါ်သွားပြီဖြစ်တဲ့အတွက်မကြတော့ဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ရိုဟင်ဂျာတွေလေးပဲမကြခင်ကိုမွေးရမြေဖြစ်တဲ့ဒီAA ဘက်ကနေ AA ခေါင်းဆောင်ကနေရောဒီအစိုးရအတိတက်လာမယ်အစိုးရကရောသူတို့ပူပေါင်းလို့ရှိရင်ကျွန်တော်ကကိုယ်နိုင်ငံမှာကိုပြန်နေနိုင်မဲ့သဘောမျိုးရှိရပါဟုတ်တယ်အမားတို့မြန်မာဟုတ်တယ်မှန်ပါတယ်ဟုတ်ကဲ့ခေါင်းဆောင်ပိုင်းအဓိကတော့ခေါင်းဆောင်ပိုင်းတွေကလှုပ်လို့ရှိရင်ဒါကျွန်တော်ရဲ့အခွင့်အရေးရှိတာခေါင်းဆောင်ပိုင်းတွေကဒီလိုနှုတ်ဆက်နေမယ်ဆိုလို့ရှိရင်လေကျွန်တော်အခွင့်အရေးဆိုတာဘာမှမရှိဟုတ်ကဲ့ပါတခါလေကြလို့ရှိရင်ဒီဟိုပါဘောနော်အမှန်တရားဘက်ကိုရက်တည်ရတယ်ဆိုတာကမလွယ်ဘူးထင်သလောက်မလွယ်ဘူးပေါ့နော်အဲ့တော့မြန်မာပြည်ဒီခေါင်းဆောင်တွေကအမှန်တရားကိုဘယ်လောက်ရက်မလဲသူတို့ပေးဆက်မှာတွေရှိတယ်သူတို့ဒီရိုဟင်ဂျာဘက်ရက်လို့ရှိရင်သူတို့လူကြိုက်နေမဲ့ကိစ္စတွေပါတွေပါသူတို့နော်အဲ့လိုမျိုးသဘောပေါက်သွားပြီရိုဟင်ဂျာဘက်ကိုရက်တာလူခွင့်ရေးဘက်ကိုရက်တာဒါအမှန်တရားဆိုတာသူတို့သိသွားပြီအဲ့ဒါမှသာသူတို့ရဲ့အမှတ်သူတို့နိုင်ငံရေးလောကမှာရက်တည်လို့ရမယ်ဆိုတာကိုသူတို့ပြည်သူတွေကပညာပေးတော့မှာဟုတ်ကဲ့အဲ့ဆိုပြည်သူတွေကသာစေလို့မှသာဒီအောင်မြင်မှုဆိုတာလေးရအောင်မှဖြစ်တယ်ဟုတ်ပါတယ်အဓိကပြည်သူတွေကနေသူတို့မောင်းနှင်သွားမှာပေါ့နော်ပြုပြင်သွားမှာပေါ့လက်ရှိကတော့ပြည်သူတွေကြည်နေတယ်သူတို့ခြေလန်းတွေကိုမှတ်တမ်းတွေအကုန်ရှိတယ်ဘယ်သူကဘယ်နေရာမှာနှုတ်ဆက်နေလဲဘယ်သူကဘယ်နေရာမှာနော်ဟိုဗာလဲဥပဒေချိုးဖောက်သွားတယ်လဲဟုတ်ကဲ့လူခွင့်ရေးမလေးစားဘူးလဲကျမတို့အဲ့လိုခေါင်းဆောင်တွေလက်မခံတော့ဟုတ်ကဲ့သိပါတယ်အဲ့ဆိုအမနဲ့ကျွန်တော်နဲ့ကဒီကျွန်တော် menu press ဆိုတဲ့ဟိုဟာလေးမှာတည်င်းမီဒီယာပေါ့ကျွန်တော်ကဒါ menu press ဆိုတာကကျွန်တော်တည်င်းမီဒီယာတစ်ခုဖြစ်တယ်ဒီတည်င်းမီဒီယာမှာဒီမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ NUG ဘက်ကကော AA ဘက်ကကောအစိုးရဘက်ကရောဘာတွေဖြစ်ပျက်နေလဲဆိုတာလေးကိုပြည်သူတွေသိအောင်ကျွန်တော်တို့ကဒီ menu press ဆိုတဲ့ဟိုဟာကနေMayo Press ဆိုတဲ့မီဒီယာကနေတချင်းကျွန်တော်ပြည်သူတွေကိုပြောပြတာဖြစ်ပါတယ်ပြည်သူတွေကလည်းပဲအခုပြည်သူတွေကဘယ်လိုအလုပ်လုပ်နေတယ်ပြည်သူတွေကဘယ်လောက်တောင်လူတွေကိုအခွင့်အရေးပေးနေတယ်ဆိုတာလေးသိလောက်ပြီလို့တင်းပါတယ်အလုံးကျွန်တော်မောင်နှမ2ယောက်စကားပြောပြတဲ့အချိန်မှာတယောက်ချင်းစီတိကျလို့ရှိရင်ကျွန်တော်မောင်နှမ2ဦးဘက်ကနေတောင်းပန်ပါတယ်လို့ပြောရှင်းပါတယ်ဟုတ်ပါတယ်တောင်းပန်ပါတယ်ထိခိုက်စေလို့တဲ့ဆန္ဒမရှိပါဘူးကိုမြန်မာနိုင်ငံကြီးတိုးတက်ဖို့ရအတွက်ရည်ရွယ်ပါတယ်ဟုတ်ကဲ့ဒီအဖြစ်မှန်လေးတွေပြောပြလို့အမကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်မကြခင်ကျွန်တော်ရဲ့အင်တာဗျူးလေးအဆုံးသတ်မှာမို့လို့ပါဟုတ်ကဲ့အမကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအမလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့